ဒီစာအုပ်ကမင်းလုံနိုင်ပါတယ်မင်းဟာထူးခြားတဲ့သူပါဆိုတဲ့အပေါ်ယံအားပေးစကားတွေကိုရိုက်ချိုးပြီးဘဝကခါးသီးတယ်အဲ့ဒါကိုလက်ခံလိုက်တာကမှတကယ်လွတ်မြောက်မှုပဲလို့သင်ပေးတာပါနံပါတ်1ကမကြိုးစားပါနဲ့အရာရာတိုင်းမှာအကောင်းဆုံးဖြစ်အောင်အပျော်ဆုံးဖြစ်အောင်အတင်းမကြိုးစားပါနဲ့မင်းတစ်ခုခုဖြစ်အောင်အရန်ကြိုးစားနေရပြီးဆိုကြတဲ့ကမင်းမှာအဲ့ဒီအရာမရှိဘူးဆိုတာကိုပြန်သတိပေးနေတယ်လို့ဖြစ်နေလို့ပဲမပြည့်စုံတာကိုလက်ခံလိုက်တာကမှစိတ်အေးချမ်းမှုရဲ့အစပဲနံပါတ်2ဒုက္ခဆိုတာမလွဲမရှောင်တာဘူးပျော်ရွှင်မှုဆိုတာဒုက္ခမရှိတာကိုပြောတာမဟုတ်ဘူးဒုက္ခတွေကိုဖြေရှင်းနေရတာကိုပြောတာမိကွန်းကမင်းဘာကိုရကျင်တယ်လဲမဟုတ်ဘူးမင်းဘလို့ဒုက္ခမျိုးအတွက်အပင်ပန်းခံရုန်းကန်ခြင်းတယ်လဲဆိုတာပဲအောင်မြင်မှုရဲ့ရတာကိုပဲလိုချင်ပြီးရုန်းကန်ရမယ့်ဒုက္ခကိုမလိုချင်ရင်မင်းဘာမှဖြစ်လာမှာမဟုတ်ဘူးနံပါတ်3မင်းဟာထူးခြားတဲ့သူမဟုတ်ဘူးလူတိုင်းကကိုထူးခြားတယ်လို့ထင်နေကြတာကပြဿနာပဲမင်းဟာအောင်မြင်နေသည်ဖြစ်စေကြာရှုံးနေသည်ဖြစ်စေမင်းဟာလူသားတစ်ယောက်ပဲအလက်တန်းစားဘဝတစ်ခုကိုလက်ခံနိုင်တာကတကယ်စိတ်သက်ကြံ့ခိုင်မှုပဲနံပါတ်4တာဝန်ယူမှုမင်းဘဝမှာဖြစ်ပျက်သမျှဟာမင်းအမှားမဟုတ်ချင်တော့မှအဲ့ဒီအပေါ်ဘလို့တုံ့ပြန်မလဲဆိုတာကတော့မင်းရဲ့တာဝန်ပဲတခြားသူတွေကိုလိုက်အပြစ်တင်နေတွေမင်းရဲ့ပျော်ရွှင်မှုကိုသူတစ်ပါးလက်ထဲထည့်ပေးထားသလိုဖြစ်နေလိမ့်မယ်နံပါတ်5အမြဲတမ်းမှားနေနိုင်နေဆိုတာလက်ခံပါငါပြောတာငါယုံကြည်တာအမြဲမှန်တယ်လို့မထင်ပါနဲ့တိုးတက်မှုဆိုတာအမှားကနေအမှန်ကိုသွားတာမဟုတ်ပဲအမှားကြီးကနေအမှားအနှဲငယ်သေးသွားတဲ့စီကိုသွားတာပဲကိုအမြဲပြန်ဆန်းစစ်ပါနံပါတ်6ကြာရှုံးမှုကလမ်းစာပဲတခုခုကိုတော်ချင်ရင်အဲ့ဒီအရာမှာအချိန်ချင်းကြာရှုံးဖို့လိုတယ်မလုံဖဲထိုင်စင်းစားနေမယ့်အစားတခုခုကိုလှုပ်လိုက်ပါအလုပ်တစ်ခုစားလုပ်လိုက်တာကနေနောက်ထပ်စိတ်ကူးတစ်တွေခွန်အားတွေထွက်လာလိမ့်မယ်နံပါတ်9မဟုတ်ဘူးလို့ပြောတတ်ပါစေရာရာကိုလက်ခံနေရင်ဘယ်ရာကမှတန်ဖိုးရှိမှာမဟုတ်ဘူးတခုခုကိုတန်ဖိုးထားဖို့ဆိုရင်တခြားအရာတွေကိုညှင်းပယ်တတ်ရမယ်ကိုယ့်ရဲ့စံနှုန်းနဲ့မကိုက်ညီရင်ပြက်သားသားညှင်းလိုက်ပါနံပါတ်8တေခြင်းတရားကိုသတိရပါအဆုံးသက်မှာငါတို့အားလုံးတေကြမှာပဲအဲ့ဒီအမှန်တရားကိုလက်ခံလိုက်ရင်ဘဝမှာအရေးမပါတဲ့အသေးအဖွဲကိစ္စတွေကိုဂရုစိုက်နေဖို့အချိန်မရှိတော့ဘူးဆိုတာမင်းသိလာလိမ့်မယ်ကျွန်တော်ကတော့ MK ပါ